တရားချစ်ခင်သူတော်စင်များဓမ္မသဘင်မစခင်မှာ30ပုံအရ10မျက်နှာအနန္တစัจ java လာ၌ရှိကြကုန်သောအနန္တသတ္တဝါတွေဘေးအခတ်သိကင်းငြိမ်းကြစေဖို့ဆင်းရဲခတ်သိကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့မေတ္တာဓာတ်တွေပို့လို့ကြရအောင်မေတ္တာဘောဇာပိုက်ကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီညီညွတ်ညွတ်ဆိုလိုက်ကြပြီးတဲ့အခါမှာ3ခေါက်စီအလုံးတစ်ပြိုင်တည်းထိမေတ္တာပို့ကြရအောင်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာရေစံကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဒုမေတ္တာဆွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေမေတ္တာနိသာကရောလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခန္တုဘုဒ္ဓိတာပဇာလောကေတတ္တဝအလီလီခောမိပွန်လတ်လောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွင့်ဖြူပဝင်ငွေလမင်းကြီးသည်သမ္မာတတ္တဝတ္တွေအေးမြစေဖို့အတရေရှင်ကကောင်းမွန်စွာ
Dukkhankara Dule Wanda Ngale Shwe Pyo Nalong Seiwan Lang La Yakhu Chanda Go Pyulaya Badu Yang Lekin We Bile Maka Aiya Bo Shumya Adaye Thomba Baze Dadi Meda Didala Randi Meda Puilaya Aida Sandi Ayang Wado Pien Meda Didala Randi Meda Puilaya Aida Sandi Ayang Wado Di Podi Da Bong Bong Luan Tang Puan Mala Titwe Aganda Baza Gava Kibwe Bibi Naidine Myaswa Dadawado Di Dukhandu Gosei Ega Biyan Kwa Yui Wanda Dagwa Chanda Jabaze Gondadi Radoya Shise Dekuni Agam Labi Yo Li Yajangala Shena is a military and Sadden Bale Damedila Mu Gan down Jiwa Osu Nebedo Miba Miaye, Kanfu a two Pisibu Dauda Kenso Tron, Dauda, Nyonyo Wen, Net, that is the media. Alo Bansuro, Kamudhu Pisibu, Tila U, Messi, Tugu, Sayoma, Say Jebade, Segudana, Alen, Aludo, on Bue, Dabat the Bengo. Meda Vida Meda, but then I sat in Polebavi. The mother ben Puedo Ake Yoshi Lakeja Gondo, the Yacheke, to the assembly that abandoned the Gua. Don't say the bone Aya Semien, Ananda said Chavala and Najija Gondo, Nanda, that the waterway. Bianca they Guinea Jabazi, Seaka they Guinea Jabazi, and alone say one. Each Chanja Bazil, Mida that way, Pianwe Bido, the mother Bengo, sat in Polebavi. The mother ben Pole Bilo Jinare Chinga. Oiro Naigaro Chinai Nasang Amini Pitwavi. Naijan Nana Quajan Quabe. The Chingaro, the Yap thing will go on the chain. Chinai Que Sekudana. No. Messi Aludo Yalo Najibia Ye Barami Seva Pigeon Akama We Mini Pita Mude Bawa Yellow Tobido, Lubude Sura Buido, Bidagapa Paya Esheba Bona Jizi the down that caught. Malo Shilu le Eri Bona Thomesura, Bonaga, Yellow Nepek Gandhi. Yasi losing Loba Bayet Nando Ship. Bona Messi a Lucan Lare. Era Divi Biniga, Duma Shire, Messi a Tuku Siawon. At the Tenzana look hot. At the Tenzana correct. Yasi Siawon Cobido, Bona Dinama Tankai. When he read Melon did not share on Lola. Cleaning look video a car. You got to me alone with toe baby. Yellow will let that share on low beetle. You got to me alone the low toe beetle. Level or dim beetle, do change needed. But I'm Yagel who needed yellow. Bona are flew wooded. There is some at a part. And as an Ajira Balendo Surasare Mabare Apuke Sapo. Yellow Asato Bido Lele Gudare. Nisani de Hano.
အဲ့ဒီခေတ်တုန်းကလည်းပဲရှိဘူးတာပဲဆိုတာကိုဘုန်းကြီးတို့ဒီမှာတွေ့ရမျက်လုံးစားထုတ်ကုသတာဘုရင်ကြီးကမျက်လုံးလှူတယ်ပုံနာရဲ့ကန်းနေတဲ့မျက်လုံးနဲ့ထည့်ပေးလိုက်တယ်အဲ့တော့ဘုရင်ကြီးမျက်လုံးကအကျော်တွေနဲ့ပုံနာရဲ့မျက်လုံးတွေကအကျော်တွေဆက်သွားတဲ့နီးစနစ်အော်ရှာမြတ်ကောင်းလိုက်တာအဲ့ဒီခေတ်ကဘယ်လိုနီးတယ်နဲ့ဘယ်လိုလုပ်ပေးလိုက်လဲမသိဘုန်းနာကိုင်မျက်လုံးလှူပြီးပြီမင်းကြီးလည်းပဲမျက်စိတစ်ဖက်ပဲကြံတယ်တစ်ဖက်ကန်းဖြစ်သွားပြီနတ်တော်ကငိုနေကြတယ်တို့ဘယင်တစ်ဖက်ကန်းသွားပြီဆိုပြီးတော့နောက်ထပ်ဘာလို့သေးလဲလို့မေးတော့ဘုန်းနာကနောက်ထပ်မျက်လုံးတစ်လုံးလူသေးတယ်လို့ထအလှခံနေဗျာနော်လောဘမြတ်ကြီးလိုက်တာလူကပုဂ္ဂိုလ်ပုံနာပြောပါလေအကယ်၍နှလုံးစလုံးလှူလိုက်ရင်ဘယင်ဘာဖြစ်သွားနှစ်ဖက်ကန်းသွားအဲ့တော့တဏ္ဍတော်လူကဝိုင်းអော်ကြတယ်မျက်လုံးနှလုံးတယောက်တစ်လုံးစီဝေးသုံးကြတာပေါ့တော်ရောပေါ့ဆိုတော့ပုံနာအဲ့ဒီမှာကျင့်တတ်အဲ့တော့မြတ်စွာဘုရားရဲ့ပါရမီတော်ဖြည့်တဲ့အခန်းတွေပါနော်လောကတာစရိယံညာတတ္ထစရိယံဗုဒ္ဓတ္တစရိယံပရိသယေစရိယဘယ်နှပါလဲမကြသေးရဲ့နောက်တစ်ခေါက်ပြန်ပြောမယ်လောကတာစရိယံညာတတ္ထစရိယံဗုဒ္ဓတ္တစရိယံစရိယဘယ်နှပါတော်လိုက်တယ်မိထီလာနှစ်ခါပြောရင်ရတယ်ဒုက္ခတော့မပြောလိုက်ရဘူးတော်သေးတယ်လောကထစရိယဒါရှေ့တန်းမှာထားတယ်နော်တတ္တလောကကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားအတွက်ဆောင်ရွက်မယ် striving welfare for all အလုံးရဲ့အကျိုးစီးပွားကိုငါလုပ်မယ်အဲ့ဒါအနာမနေလဲနံပါတ်2မှာရှိတယ်ဘုရားလောင်းနော် striving welfare for relatives and friends စေမထဗုဒ္ဓတ္တစရိယသို့မဟုတ်အတ္တထစရိယကဘယ်မှာထ striving welfare for oneself နော်သူ့အကျိုးစီးပွားကဘယ်မှာရှိလဲနောက်ဆုံးမှမရှိဘူးလားအေးနိုင်ငံတော်မှာဆောင်ရွက်နေကြတဲ့နိုင်ငံရေးသမားအားလုံးဖရာလောင်းကျင့်စဉ်ကိုကျင့်နိုင်ကြပါစေလို့ဒီကနေ့တို့ဆုတောင်းတဲ့အလေးနဲ့တိုင်းပြည်အကျိုးစီးပွားကပထမမဖြစ်သင့်ဘူးလားကိုယ်စိတ်ကိုမျိုးအကျိုးစီးပွားကနောက်မှကိုယ်အကျိုးစီးပွားကဘယ်မှာလဲနောက်ဆုံးမှကိုယ်တော့ပြောင်းပြန်လာလုပ်နေတာကတော်တော်များတယ်နော်အေးအဲ့ဒါမြတ်စွာဘုရားရဲ့စရိယ3ပါးတည်းကဒီကနေ့ခင်စောထွန်းတို့ဒေါက်တာညိုညိုဝင်းတို့တွေနော်လူပေါင်းဘလောက်မျက်လုံးလှူလိုက်131နော်ဘယ်နှစ်ရက်ခွဲ2ရက်ထဲမှာ130ခွဲအံ့ဩစရာကြီးနော်တို့ဗမောမှာမျက်စိခွဲစိတ်တဲ့ဆေးရုံကိုတို့ဆေးရုံမကြခင်ကဖွင့်ခဲ့9ရက်ခွဲတာလူပေါင်းဘယ်လောက်360ကျော်မျက်လုံးမြင်တယ်ဗမောဆေးရုံကမျက်စိဆရာဝန်ကြီးကလာကြည့်တယ်ဘယ်လိုလုပ်ခွဲတယ်လဲတဲ့9ရက်လောက်နဲ့300ကျော်ခွဲပစ်တာတို့ဆေးရုံမှာတနေ့လုံးခွဲတာတောင်းမှဟလား10ယောက်မရှိဘူးအဲ့လိုဖြစ်အဲ့တော့ဗာစရိယတွေကရှေ့တန်းရောက်ပြီးတော့ဘယ်စရိယတွေကနောက်တန်းရောက်နေလဲဆိုတာကိုဆက်မေးရင်မကောင်းဘူးလေအဲ့တော့အလုံးမေနော်ကိုကျိုးကိုစီပါနောက်တန်းထားတဲ့သူပြည်သားလူများရဲ့ရိုးစီပါကိုရှေ့တန်းထားရင်တိုက်ပြီးတော့ကောက်တော့အဲ့တော့ဒီကနေ့ဒီလောကနေ့ဟာ
ဘာလုပ်ငန်းလဲလို့ဆိုတော့မေတ္တာပြတ်ထန်းတဲ့လုပ်ငန်းသို့မဟုတ်ရင်လည်းပဲကရုဏာပြတ်ထန်းတဲ့လုပ်ငန်းမေတ္တာဆိုတဲ့ပုဂ္ဂိုလ်ထာဂရဆရာတော်ကြီးများကအထူးသဖြင့်ပြီးဓမ္မထာဂရကြီးတွေမှာဖွင့်ပြမိတ်တေဘဝမေတ္တာမိတ်တေဘဝမိတ်ဆွေဖွဲ့ကြောင်းအကျင့်ကောင်းကိုမေတ္တာမေတ္တာလို့ခေါ်မယ်ပရိသတ်ရဲ့မိတ်ဆွေဖွဲ့တဲ့အကျင့်ကိုဘာလို့ခေါ်မေတ္တာမိတ်ဆွေဘယ်လိုလုပ်ဖွဲ့စည်းမလဲမိတ်ဆွေဖြစ်အောင်နားဖွင့်လေးတွေကောင်းလို့ပြောအောင်မယ်ရှိသေးတယ်မိတတိသိနေဟံကရောတိတိမေတ္တာမိရတိသိနေဟံကရောတိလူလူချင်းအစည်းကမ်းအောင်လုပ်တဲ့ကျင့်စဉ်မျိုးကိုမေတ္တာလို့ခေါ်မယ်လူအချင်းချင်းဘာဖြစ်တဲ့ကျင့်စဉ်အစည်းကပ်ပလော့ကောဒီမှာဒေါက်တာခေသောတွန်းတို့ကျွန်းကျော်ဝင်းတို့ဒိန်းတဲ့လူပေါင်း100ကျော်နော်ဘာလို့ပေးလိုက်မျက်စိပေးလိုက်အ ਨੇ ဆုံးအဲ့ဒီလူ100ကျော်ရဲ့မိသားစုနဲ့ဒီဆရာဝန်ဇနီးပေါင်းနဲ့ဘာဖြစ်သွားလဲကောင်းကောင်းကြီးခိုင်မြဲတဲ့မိတ်ဆွေဖြစ်ပြီးအစည်းကပ်သွားအဲ့တော့လူနေတာကဒီကနေ့ဘုန်းကြီးတို့တက်ပြီးမှလောအပ်ချက်တွေအများကြီးတွေကအဲ့ဒီပိုက်ဟာဘုန်းကြီးအရေးကြီးတယ်လို့တောင်ဘုန်းကြီးတို့ထင်တယ်အစည်းကပ်အောင်လုပ်ရလူအချင်းချင်းဘာဖြစ်အောင်လူချင်းချင်းအစည်းကပ်အောင်ဘယ်လိုလုပ်မလဲဟေးညီညွတ်တဲ့ကြဟေးဆိုရုံနဲ့ပြီးတာမဟုတ်ဘူးလေနော်အဲ့တော့ပြောတယ်ဘုန်းကြီးတို့တက္ကတာဆရာကြီးကနော်အဘိဓမ္မာတက္ကတာကြီးမှာဟိတုပသံဟာရရတမေတ္တာဟိတကာမပောတိတလက္ခဏာမေတ္တာမေတ္တာမေတ္တာလို့ဆိုတာဟာဟိတကာမပောတိတလက္ခဏာသောတပန်တို့ရဲ့ကောင်းကျိုးတွေကိုလူလာတဲ့စိတ်ဓာတ်တွေမွေးမြူထားတာကိုမေတ္တာရဲ့လက္ခဏာပါပဲရဲ့လို့ဓာထပါကောင်းစွာမသွေမှတ်ထိုက်ပါပေကောင်းသတည်းဟိတကာမစိတ်ကိုမွေးကြပြောရပါစိတ်မွေးတောကျိုးစီဝါလိုလားတဲ့စိတ်ကိုအသာလေးနောက်နာထသူတစ်ပါးအကျိုးစီဝါလိုလားတဲ့စိတ်ကိုများများမွေးအဲ့ဒါကိုပါဠိစာပေမှာခေါ်တာဟိတကာမစိတ်ဘာပါလဲအဲ့ဒီစိတ်ဓာတ်ခေါင်းပါပြီဆိုလို့ရှိရင်ခုလိုသူတစ်ပါးအကျိုးပြုလုပ်ငန်းတွေကိုမလုပ်နိုင်အဲ့ဒါစိတ်ဓာတ်မျိုးတွေထွန်းကားတဲ့ပုဂ္ဂိုလ်တွေဟိတကာမစိတ်နှလုံးသားထဲမှာပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်တွေကဒီလိုလူမျိုးတွေကိုလုပ်ကြအဲ့တော့စိတ်ထဲမွေးထားရုံနဲ့မကျေနပ်တဲ့အောင်မေးထီလာ၏စိတ်ထဲမှာပဲမွေးထားမယ်ဆိုရင်ဒါဒီမေတ္တာဟာမနောကံမေတ္တာလောက်ပဲဖြစ်မှာပေါ့ဘယ်လောက်ပဲဖြစ်မလဲဝစီကံမေတ္တာကိုမလိုဘူးလားနောက်ပါလို့သေးလဲကာယကံမေတ္တာအစစ်စစ်ဒီလိုသွားဝစီကံမေတ္တာကတော့ဗဇက်ကရွတ်တာပေါ့ဗျာနော်အဲ့ဒါလည်းဘုန်းကြီးတို့တိုင်းပြည်မှာမြိုင်းမြိုင်းဆိုင်ဆိုင်တော်တော်ရှိတယ်နဲ့တူတယ်ဗဇက်ကရွတ်တဲ့အရွတ်လေတော်တော်မြိုင်းတယ်အတန်လေးသိကျဲတယ်ရွတ်ဖတ်နေတာစိတ်ထဲကပါရဲ့လားလို့တော့မေးဖို့တော့လိုလိုက်အဲ့တော့နှုတ်ကရွတ်ဆိုသည်အားလျော်စွာဘုံ30ဖြည့်ဖြည့်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေရွတ်လိုက်အဲ့ဒီရွတ်နေတဲ့ရွတ်တဲ့အတန်အားလျော်စွာစိတ်ဓာတ်ပါရဲ့လားဒါအရေးကြီးတယ်အဲ့ဒီရွတ်တဲ့အတန်အားလျော်စွာကာယကံမြောက်အလုပ်ကိုလုပ်ခဲ့လားဒီမေကုန်းကပိုအရေးကြီးသွားတယ်နော်အဲ့ဒါအလုံးကိုတိုက်တွန်းတယ်မနောကမေတ္တာလောက်နဲ့ခြေနှမနေနဲ့ဝစီကမေတ္တာလည်းကျင့်သုံးဘာဝနာမြောက်အောင်ကျင့်သုံးဟုတ်လား
ကာယကမေတ္တာကပိုအရေးကြီးတယ်လို့ဘုန်းကြီးတို့ပြောကြတယ်။ဘာကြောင့်လဲဆိုလောကကြီးတစ်ခုလုံးလူသားတို့တရားလုံးမှာလိုတာတွေကြီးပဲ။ကျမ်းမာရေးဘုန်းကြီးတို့ပြိဿရေးမလိုဘူးလား။စီးပွားရေးမလိုဘူးလား။ပညာရေးဘာအရေးဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးမှာလိုနေတာကြီးပဲပြည့်နေတယ်ဆိုတာမရှိဘူး။အဲ့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့စကားတစ်လုံးရှိတယ်။သဗ္ဗလောကောဥနောသဗ္ဗလောကတလောကလုံးမှာဥနောလိုနေတယ်။တလောကလုံးမှာဘာဖြစ်နေတယ်လိုနေတယ်။ဘာတွေလိုလဲဆန်နေလိုတယ်စီတွေလိုတယ်ရေတွေလိုတယ်မီးတွေလိုတယ်လမ်းတွေလိုတယ်လေရင်မြန်တွေလိုတယ်မော်တော်ကားတွေလိုတယ်လိုလိုက်တာနော်ကျမ်းမာရေးဘယ်နဲ့လဲလိုတာပဲပညာရေးဘယ်နဲ့လဲလိုတာပဲဆက်သွယ်ရေးဘယ်နဲ့လဲလိုတာနော်အဲ့ဒါကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာသဗ္ဗောလောကောဥနော The whole one is a needy တကဘာလုံးမှာလွန်းနေတာလေအဲ့ဒီလွန်နေတဲ့လိုအပ်ချက်တွေကိုကြိုးစားပြီးတော့ဖြည့်ဆွက်နိုင်ရင်ဟာအဲ့ဒီပုဂ္ဂိုလ်ဟာဘာဖြစ်မေတ္တာသမားပဲဒီလိုခုနကပြောတတ်တဲ့အစိအစဉ်၃ခုမှာမဒေါကမေတ္တာဟိတကာမစိတ်မွေးသူတစ်ပါးအကျိုးလိုလားတဲ့စိတ်နှစ်တတ္တဝလောကကြီးကျမ်းမာချမ်းသာကြပါစေပါဇက်ကလည်းရွတ်ဆိုပေးသုံးဘာလို့မလဲကာယကံမြောက်အကျိုးရှိမဲ့အလုပ်ကိုလုပ်ပေးဒီလိုမဟုတ်လားအဲ့ဒါဟိတုပါသဟာရရတမေတ္တာမေတ္တာမေတ္တာလဲဆိုတာကဟိတုပသံဟာရရတသူတော်ဘာတို့ရဲ့အကျိုးစီးပွားကိုလည်းပွန်းတတိရင်းရင်းနှီးနှီးထိထိရောက်ရောက်ဆောင်ရွက်ပေးခြင်းဆိုတာဟာမေတ္တာရဲ့သဘောလက္ခဏာပါပဲရဲ့လို့ဓဋ္ဌဘာကောင်းစွာမသွေမတ်တိုက်ပါပေကုန်သတည်းကာယကံမြောက်အောင်လုပ်ကြပါလို့ဘုန်းကြီးတို့ဒီလိုတိုက်တွန်းပါတယ်ဒါပြီးတော့မှကျမ်းကြီးတွေကမေတ္တာသရုပ်ကိုဖွင့်ပြအဲ့ဒီတော့ကျိုးစီးပွားကဘာလဲဘုန်းကြီးပြိဿကြားဘူးမယ်မေတ္တာအကျိုး7မျိုးတဲ့7မျိုးအထိဘုန်းကြီးတို့မပြောဘူးတစ်မျိုးတည်းပြောအာဂတဝိတယပိစုပဋ္ဌာနာမေတ္တာမေတ္တာမေတ္တာတရားဆိုတာကအာဂတဝိနယပိစုပဋ္ဌာနာပြိဿရဲ့အာဂတဝိနယဒီစလုံးကိုရွတ်ကြည့်သမ်းအာဂတဝိနယအာဂတဆိုတာရံညိုးလို့ကြားဘူးတယ်မို့လားဝိနယဆိုတာက removing ရံညိုးကိုဘာလို့ထားလဲဖယ်ရှား7မျိုးရရမရရဒါလောက်ရရဲ့နော်ဘာဖြစ်လဲလူတွေအကုန်လုံးအစိတ်ကတ်သွားအညိုးတွေကများပြီးတော့အညိုးတွေကကြီးဒုတဲ့ကြီးကြီးမားနေတဲ့အတွက်ကြောင့်လူလူချင်းဒီကနေ့ဘာမဖြစ်ဘူးလဲအစီးမကတ်ဘူးမျက်စိကြဲကြဲနားကြဲကြဲဖွင့်ပြီးတော့ကြည့်ကြည့်နားထောင်ကြည့်နေ့တိုင်းအစီးမကတ်တဲ့အဓိပ္ပာယ်တွေဟာနေ့တိုင်းချားနေရအစီးပြဲနေတာမေတ္တာအစီးခန်းချောက်တဲ့အဓိပ္ပာယ်တွေချားအဲ့ဒါဘာဖြစ်တာလဲဆိုတော့နိရိသူတို့လိုနေတယ်လိုတာမရဘူးဆိုတော့အဲ့ဒါအစိပ်ပြည့်သွားတာဒီလိုဖြစ်ဒါကိုဘုန်းကြီးတို့ပြီးတော့မှာဟိတအာဂတဝိနယပိစုပဋ္ဌာနာမေတ္တာမေတ္တာမေတ္တာတရားလို့ဆိုတာကအာဂတဝိနယပိစုပဋ္ဌာနာသူတစ်ပါးရဲ့ကျိုးစီးပွားကိုဆောင်ရွက်ပေးလိုက်တဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ဘာဖြစ်သွားလဲအာဂတတွေပြေးပြီးတော့ငြိမ်းချမ်းသွားလိမ့်မယ်ရလို့တထဘာကောင်းစွာမသွေမတ်ထိုက်ပါပေကုန်သတည်း
Agada Winnia so that this logo. The Chinese David Badabian, Doda go Peshade look your Agada so that Doda Valley. No? Sway did it Doda. She look Mayade Doda. Wait a minute that ye be alone no go. Oh, yes, I'll be a go. Yapada Devadaga, Tapojana, Bennett Chain Low Jabula. And the ye a love says out. Here's a good number. I shall only link chara the J. Sarada me and Nandaga Nanagiris and ye move on that beetle. Piago Nemelo Jana the J. Leather Madi Lumadi. I move on die by some baby the Piago, labor mamia de Pieta Guasobito, Kaina the J. Then the Jane. Don't like that, let your don't young town pialo, a lighting like Bioja. Daughter. Go let Sibi on the luckily town Biata. Nama should be done. Benele, the Mia Pa, you go one way, Yanyu Chilata. No? Agadadi Chilata. Benejan the Lord of the boat, and the Lelus. Eri Agadaga, Manitania Mapita Mo. Nagaba Chadwa Vide. Lole Bido Nagaba, but what the Kuma, Dina Yaus, they datane, Devadado, Sonya. Neneli Salonli Piambida Boji Piome, no? Chow Yahonya. I say, I have you a young nelo, you go there, Nayalo Dilodire, Chow Young Nelo Bio. Ned the name of Choco there, the yoga Chesani da Chabi. Chow Anyan Zari was Zitin Biro Young. Nanarega Chow Buhuda Mashire, Eri Lugo, they attend Chibiro. Flame Biro where they got it. Chow Anyan Zari Jiba, Gonza Teziki. Eri Nerego, Chow Gonzago, Zipobone Young Lutia with Dara. Baby Erima Bapi Bile. A piain Pielavi Mola. A piain Pielavi so that the Pianete. Pian Saimu Nakuma. The yoga show me the yoga Naimi Soye. Shanduraga Nandurego Berama Majina Busura, Dagavalonia, the Pio Pies and Zen La Ibe Mola. And I go back all 8th day, but they are 8th Suraba. They are where Adalila $8. The show Adalila la $8. Ema Biolo Guru, the Abuela Abiadi. Ema the Mia Sumia Bu Ella. Era Diabo Jaraponia. Medanida Garala gave them about do the kangaroo. Valley Gurabida Bolega, Nagarum, a pay shot they the lower, a going. Vairi Lala Ajar. Any age that you do up Hopu. But other bad day, other Hana Lekana Ada. The Ravaro ye Pietramu, Almia Mudigo, no? Lemakan Wamamio Namu, Erago Edako. Tilau Messi to go Shegama, no? Lurego see the Diaboji Galened Ludem Hobuha, Lubom Baneole, no? They are job yellow name Jada. Ah, Kabe Guda bit, ha, now solution, no? Whether you good at a nail, never seen you, my way. Era Masigara say you nega cigara say you go Babjel. Never accept it. Never can. Era Dorvaya Pieton cheap what do they Alminago, Lemakan 9 day, Wamamia 9 day, Saitago, Barcole, Eva.
အဲ့တော့ဝမ်းမြောက်ဝမ်းသာနေရင်နိဗ္ဗာန်ကတ်နေသလိုပဲဗျနေလို့ကောင်းတာအဲ့ဒါခုတော့ဝမ်းမမြောက်နိုင်တဲ့စိတ်တွေကသိမ့်များဝမ်းမမြောက်နိုင်တဲ့စိတ်တွေအလွန်များနေတဲ့အကြောင်းကိုဘုန်းကြီးတို့ပရိသတ်ကြီးနေ့စဉ်ပွတ်နေတဲ့တယ်လီဖုန်းထဲမှာပြောနေတယ်လေနော်ဘာ book ဆိုလဲနော်အဲ့ဒီထဲမှာပြောနေတယ်ဘယ်သူကဝမ်းမမြောက်နိုင်ကိုယ်လုံးဆဲဆိုချင်းမုန်းနေတာလေးကြီးပဲနေရှိသေးပြီနော်အဲ့တော့ရွယ်ကုန်တဲ့2ယောက်ဒါဆိုရောအစင်လားဘုန်းကြီးကတော့ကြောက်ကုန်တဲ့2ယောက်လို့ပြောထားတယ်ရှင်မတ်တေမှာကတော့ရွယ်ကုန်တဲ့စသီချာကတ်ထားတယ်အဲ့တော့ကျောင်းအတုရောက်တဲ့လူရဲ့စက်ခွက်ကအဲ့ဒီရွာမှာပျောက်သွားပြီကျောင်းအစိတ်ကိုဈေးချူချူနဲ့ရောင်းတဲ့လူရဲ့စက်ခွက်ကြီးကကြီးမလာဘူးလားဒီကောင်ငါစက်ခွက်လာနိုင်တယ်ဆိုပြီးတော့အဲ့ဒါဓာတ်နဲ့လိုက်တာတကယ်အစစ်အမှန်ကိုရောင်းတဲ့လူကပြေးရတယ်ဗျာမှန်တဲ့လူတွေပြေးရတယ်ကောင်းလေးတွေပြောသလိုပဲမှန်တဲ့လူတွေချက်ကုန်ပြီဟေ့ဆိုတာမျိုးပဲမှန်တဲ့လူကပြေးလိုက်ရတယ်ဒါနဲ့တင်းလဲလူအုပ်ကြီးနဲ့မြစ်ထဲမော်တော်ဂျုံနဲ့ဖြတ်ပြီးဟိုဘက်ကန်းကူးသွားတော့လိုက်လို့မပြီးဘူးအဲ့ဒါဒီဘက်ကန်းကနေဓာချင်းချင်းတာဒေဝဒအလောက်ဒီဘဝမတတ်ရရင်ဘဝတိုင်းမင်းကိုတွေ့တဲ့နေရာသတ်မယ်အဲ့ဒီအိတ်သာရဲ့ဆူတောင်းကပြည့်တကူဗျာနော်ဘယ်နှကဘာလိုက်ပြီးနှောက်ရှက်အေး950ဇတ်တိမှာဖတ်ဒေဝဒလောကဘုရားလမ်းကိုနှောက်ရှက်နှိမ့်ဆက်တဲ့ဇတ်တွေကအဲ့ဒီတော့ကဖြစ်ခဲ့တဲ့အရာညိုးတဲ့နော်အဲ့ဒီအညိုးတွေဖြေဖို့မကောင်းဘူးလားဒီကနေ့ဘုန်းကြီးတို့ပြည်တော်စုမြန်မာနိုင်ငံတော်မှာအရေးကြီးအဲ့ဒီအညိုးတွေဖြေဖို့သိလို့နေပြီလေအဲ့ဒါကြောင့်အဲ့ဒီရညိုးတွေကိုဖြေဖို့ရဘာလို့ပေးမလဲဆိုလိုနေတဲ့ပုဂ္ဂိုလ်တွေရလိုအပ်ချက်တွေကိုဘာလို့ပေးရဖြည့်ဆွဲပေးရအဲ့ဒါကြောင့်ဟိတာကာမပုဒိတလက္ခဏာမေတ္တာသူတစ်ပါးကျိုးကိုလိုလားတဲ့စိတ်ဓာတ်တွေမွေးမြူတာကိုမေတ္တာခေါ်တယ်ဟိတုပသံဟာရရတမေတ္တာသူတစ်ပါးကျိုးကိုလက်ပွန်းတတိနိနိကကဆောင်ရွက်ပေးတာကိုမေတ္တာလို့ခေါ်မယ်အဲ့ဒါဆိုရင်ဘာတွေဖြစ်မလဲအာဂါတဝိနယပိစုပဋ္ဌာနာယံညိုးတွေပြည်ပြောက်ခြင်းရဲ့အကျိုးတရားဟာမေတ္တာရဲ့ချစ်စရာကောင်းဆုံးအကျိုးတရားပါပဲရဲ့လို့ဓာထပါကောင်းစွာမသွေမှတ်ထိုက်ပါပေကောင်းသတည်းပရိသတ်အာဂါတကိုပယ်ခြင်းဟာဒေါသကိုပယ်ခြင်းပဲဘာကိုပယ်ခြင်းလဲအဲ့တော့ဒေါသကိုဖယ်ရှားနိုင်ရင်နှလုံးစိတ်ဝမ်းပရိသတ်ရဲ့မငြိမ်းချမ်းဘူးလားဗျာ internal peace နော် within ourselves တို့ပြရဲ့နှလုံးသားထဲမှာသူတစ်ပါးကျိုးကိုဆောင်ရွက်ပေးလိုက်ရတဲ့အတွက်ကြောင့်အဲ့ဒီလူရဲ့ကျင့်တတ်လို့ကိုယ်နှလုံးသားအေးချမ်းတာဟာဒါအကျိုးနတ်ပြည်တော့မြမပြည်တော့ခဏထနော်ပြည်ကဘုံမူကြီးလှပေရတော့ဆိုရလေနော်မေတ္တာတကုံးမှာဖွင့်ငါပြရင်ဗါတဲ့အကျိုးအာနိသင်မြမဘုံလာရာတရားပါပဲထင်မှတ်ပါစေကြောင်းပင်မြမဘုံလာမလာအလုံးအစီကပ်ပြီးတော့နှလုံးစိတ်ဝမ်းအေးချမ်းသွားပြီအာဂတတွေပြည့်သွားပြီဆိုရင်တို့ရှင်း납ပြီနော်အဲ့ဒါကြောင့်အလုံးမျက်စိဆရာဝန်တွေတင်မကဘူးမြည်သည့်ဆရာဝန်မျိုးမဆိုပေါ့လေတဏှာလုံးရဲ့လူအပ်ချက်တွေကိုနော် the whole one is a needy ဒါပိဋကသဘောလောကဥနော the whole country needy လို့ပြောရင်ဘုန်းကြီးတို့ပြိဿရဲ့စိတ်မဆိုးကြနဲ့တဏှာလုံးဘာဖြစ်လဲလိုနေတယ်ဘုံသားကြီးမျက်စိလိုသလိုပဲအဲလောအပ်ချက်တွေကဖြစ်ဆွဲပေးခြင်းဟာပြည်ငြိမ်းခြင်းရန်ညိုးပြည်ခြင်းရဲ့အကြောင်းဖြစ်ပါတယ်လို့ဒါလေးကိုရှေးဥစွာမှတ်တာ
မေတ္တာသရုပ်မေတ္တာအလုပ်နောက်ပြီးတော့ရှိသေးတယ်ဘုန်းကြီးတို့ပြိဿကြီးဘုရားလုံးတော်ကဘုရားဖြစ်လိမ့်မယ်လို့ဒီပင်ကရာဘုရားချိန်ရဲ့မှာဗျာဒိတ်ရပြီးတဲ့နောက်ဘုရားလောက်ကျင့်စဉ်တွေဟာဘာတွေလဲဘုရားလောင်းဘုရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်တွေဘာတွေလဲလို့သူရှာဖွေကြည့်တော့10မျိုးတွေ့တယ်လေဘယ်နှမျိုးတွေ့ပြောကြမလို့ဘူးပါရမီ7ပါးနော်အဲ့ဒီမှာမေတ္တာပါရမီကိုသူသွားတွေ့တာမေတ္တာပါရမီကိုဘုန်းကြီးတို့ဂေါရမဘုရားအလောင်းသူမိတာဘဝကသူတွေ့ထိစဉ်းစားပုံလေးကများကောင်းလိုက်တာဗျာယထာသဥဒကနာမကလျာဏိပပကိစနေသမံဖရတိတိတေနဘဝဟေတိရဇောမလံမေတ္တာကိုရေနဲ့တူတယ်လို့သူသဘောကျတယ်။ဘာနဲ့တူလဲ။ယတာသဥဒကနာမရေဆိုတာဟာကလျာဏိပပကိစနေလူနှမျိုးကလျာဏဆိုတဲ့လူရဲ့ပပကဆိုတဲ့လူရဲ့ဘယ်နှမျိုးလဲလူကောင်းလူဆိုးပေါ့သူတော်ကောင်းသူတော်မကောင်းပေါ့ရေချိုးမယ်သူတော်ကောင်းသာအေးချမ်းစေ၍လူမရေချိုးတော့ပူသွားတယ်လို့များရှိသေးလားမေတ္တာသဘောကဒီလိုသွားတယ်နော်သူတော်ကောင်းတွေရေချိုးရင်အေးသလိုပဲလူမိုက်တွေရေချိုးလဲဘာဖြစ်လဲသူတော်ကောင်းတွေရေချိုးတော့တန်ရှင်းစင်ကြယ်သွားသလိုပဲလူမိုက်တွေရေချိုးတော့လည်းပဲမေတ္တာဟာရေနဲ့တူအောင်ကျင့်ရမယ်လို့ဒီလိုပြောတာနော်အဲ့ဒါလူကောင်းသူကောင်းတွေချမ်းသာကြပါစေသူတော်သူမြတ်တွေချမ်းသာကြပါစေလို့မေတ္တာပို့ရင်လေလူမိုက်တွေလူဆိုးတွေချမ်းသာကြပါစေလို့ပို့ဖို့မလိုဘူးလားဘာနဲ့တူအောင်ကျင့်သူတော်ကောင်းတွေချမ်းသာကြပါစေလူမိုက်တွေကြတော့ဘယ်လိုပဲနေမလုံးနဲ့ဘုန်းကြီးတို့ပြိဿချင်းမေတ္တာဘုရားကြံနေပုံရတယ်လူမိုက်တွေအတွက်ကြံနေပုံရအရှိန်ကလူတွေဘေးရန်ခတ်သိမ်းခင်းချင်းပါစေဘာဖြစ်လဲသူ့အိကဟင်းလေးချက်ရင်တစ်ခွက်လောက်ကိုစားကောင်းရင်ကလူတွေလည်းသက်ရှိကြမှာဘေးရန်ကွာချမ်းသာကြပါစေသေသည်လေးဥပြပေါ်ကိုယ်အိမ်တစ်လုံးနှလုံးရောက်လာရှင်းရင်ကလူတွေလည်းကောင်းစားကြပါစေကြီးပွားချမ်းသာကြပါစေခရီးပြန်လက်ဆောင်လေးကိုယ်အိမ်ပို့နောက်ဘေးကလူတွေဆိုတော့ပတက်တော့ဆန်စီရသူနဲ့ကိုယ်နဲ့လူပြီးတော့ကာကြတာနော်အမှုဖြစ်ထားတာရုံးမှမပြီးသေးဘူးနောက်ဖေးအိမ်မေတ္တာပို့လို့မရဘူးဘုရားလောင်းပြောတဲ့ရေနဲ့တူတဲ့မေတ္တာဆိုတာဟုတ်သေးလားလူကောင်းသူကောင်းကိုမေတ္တာ10 သန်းလောက်ပို့ရင်လူဆိုးသူဆိုးကိုတပိဿာလောက်ပို့မှ balanceဖြစ်လိမ့်မယ်ဟန်ချက်ညီလိမ့်မယ်လို့ထင်တယ်ဟုတ်လားအိမ်ရှိရင်လည်းပို့လို့ရတယ်ဟိခွက်ကလေးကန်ထားလို့ခေါင်းရင်လည်းပို့လို့ရတယ်သီသီလေးပါလေးခြံတဲ့ကလေးကိုစီရောက်ချင်းရင်လည်းပို့လို့ရတယ်ဘာဖြစ်လဲခကြီးပြန်လက်ဆောင်လေးပါလေးရတယ်နောက်ဘက်အိမ်ကတော့ဘာမှမလာတော့နောက်ဘက်အိမ်မပို့ဘူး security လုံခြုံရေးဘယ်ဘက်ကပေါက်နောက်ဘေးကပေါက်ကြီးဖြစ်မနေဘူးလားလုံခြုံရေးဆိုတာလေးဘက်လေးတန်နော်လှုပ်ထမေတ္တာတရားဟာ defense power သိကောင်းနော်လှုပ်ထအဲ့ဒါကြောင့်ကလျာဏိပပကိစနေလူကောင်းလူဆိုးဒီနှမျိုးတို့ကိုဘဝဟေတိရဇောမလံရေချိုးရဲ့ညစ်ကြီးတွေကင်းစင်သွားတယ်
Taman Parati Didina Ida Galeva Nyam Salungo Echam Zedalobe Tabi Dada Bondon Zede Pipi Myaswa Chidu Mondu Yandu Mese Lugan Luzo Namyo Odon Alonso Gondo Dadawa Ananda Manamiado Di Doki Dada Seichanda Jin Nila Bizon Yagon Di Doki No Gochanda Jin Nila Bizon Yagon Di Kemi No Biyan Kin We Bido Nyen Echanda Shijagon Di Benamyo Sura Jalaile Not the Gopian Ome Medila Yatoza Dime Doki Dada Seichanda Jin La Piezonya Gondi Doki Na Gochanda Jin La Piezonya Gondi Kemi No Biyan Kin We Biro Nyen Echanda Shija Gondi Benachella Dolai Danagabio Yare The Kemina Biyan Kin We Nyen Echanda Shija Gondi Hondu Bawondu Kansoa Matwe Pita Muja Vaze Gondadi Dan Poyiro Bredaji Yonire Sabe Koyonire Saya Debego Gomadira Era Nare Nasa Koda Masare Kainsi Shinase Yena Wenyu Bare Uma Wareyo Yatao Era Babio Mamadi Yena Wenyu Bare Uma Wareyo Diambu Shabiashi Dura Gaundi Gay Lime Demuga Bamule Nasa Koda Masare Kaisi Magamu Soyin Thing Amu living feeling as a Malone Matare Hana Magamu Lego Nene Lule Me Biaji Duro Gamba Pimere Kayep Era Biora Medadia Legate had a book Magamu Nene Mamalupane Nasa Koda Masare Kaisi Lola ye Babible, Yena, when you bring Uma, what a young Duragoni Gay Kayame Duragan Gay Kayade, local Maluchane, Dam Madan Live Peter Mamida Boat Doki no one Kemi no Hondu Dabada Dabondu no Soma Doki Dada Tizolonga Midabo Babi Dada those at about La Golo Shishi Miadadwa Roma Doki na Eraga Kuchanda Jin and La Biezon Jagondi did not Doki Dada was say Chanda look Padabian Doki Dada say Chanda Jin and La Biezon Jagondi Kemi no good of Bayan King look Padabian Kemi na Bayan King way beat a Yen Chanda Shija Gondi and a Chele Honda Bonda Gonza Mother Pieta Muja Baze Gonda Di Erago Poyuga Bredaji Thimbetara so Go say Napia Bayan Gua Chanda Jabase so Go say Napia Bayan Gua Chanda Jabase Go say Napia Bayan Gua Chanda Jabase Go say Napia Bayan Gua Chanda Jabase no Nasangoda Madre Kinzi na Winyu Pare Uba Wadeyan Duki no Wakemi no Hondu
သဗ္ဗတတ္တဘွန်တုဒုက္ခိတတ္တာအကုန်သိမ်းကျုံပို့တဲ့မေတ္တာမဟုတ်လားလူကောင်းရောလူဆိုးရောရှေ့နောက်တောင်မြထဲအောက်တောင်လေးတော့အကုန်ပါသွားတယ်အဲ့ဒါလိုအလုံးကိုခြုံငုံပို့တဲ့မေတ္တာကိုသဗ္ဗသင်္ကာဟိကဘာဝနာလို့ဒီလိုခေါ်အလုံးခြုံပို့ပြီးတော့ဘုန်းကြီးတို့ပရိသတ်တစ်ခုပြောမယ်နော်ကောင်းတဲ့ချက်ကလေးတွေပဲပြောမယ်တစ်သုံးလုံးဘုန်းကြီးတို့မပြောနိုင်နော်ဘုန်းကြီးတို့ရဲ့အချိန်နော်ပြည့်တော့မှာဘာပြောမလဲဆိုတော့အလုံးရွတ်နေတဲ့စာမာတာယထာရွတ်စမ်းမာတာယထာနိယံဗုဒ္ဓမာယုသာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေတုမာနသဗ္ဗဝယေအပရိမာဏအလုံးရွတ်တယ်နော်အိမ်မသာမှုနာမှုတစ်ခုခုပြုတ်လဲသံဃာတော်ရှင်မြတ်တွေပင်ပြီးတော့ရွတ်တယ်မို့လားတာမန်အဖြစ်တော့ဒါမေတ္တာသုံးမေတ္တာပို့တယ်လို့ဒီလိုနားလည်တယ်နော်မေတ္တာကိုချစ်ထားလို့ဘာသာပြန်လေးရှိတယ်ပဲမို့လားဘယ်လိုချစ်နည်းလဲလို့မေးခဲ့ရင်အဲ့ဒါကသတိခင်မောနှစ်ယောက်ချစ်ရှင်မျိုးလားနော်မေးစရာကြီးဟုတ်မာတာယထာအမေလိုပဲဘယ်လိုချစ်တာအမေကသားကိုချစ်တယ်လို့မာတာမိခင်သည်ဘယ်လိုမိခင်ဧကဗုဒ္ဓသားတယောက်တည်းရှိတဲ့မာတာမိခင်သည်သားတယောက်တည်းမွေးစားသားလားမဟုတ်ဘူးနိယံဗုဒ္ဓကိုယ့်ရင်မှာကိုယ်လွယ်ပြီးတော့မွေးလာရတဲ့သားတယောက်တည်းရှိတဲ့အမေဗုဒ္ဓသိသိကြအောင်ပြောတယ်နော်ဧကဗုဒ္ဓသားတယောက်တည်းရှိတဲ့မာတာမိခင်သည်အတနာမိမိရဲ့နိယံဗုဒ္ဓံနိဇံဗုဒ္ဓံကိုယ်တိုင်လွယ်ပြီးတော့မွေးလာခဲ့ရတဲ့ဧကဗုဒ္ဓတယောက်တည်းသောသားကိုပိယံချစ်တယ်ဆိုတဲ့နေရာမှာအာယုနာသမံကတ္တဝအသက်လောက်ချစ်တယ်အမေကရင်ခွင်ကသားလေးချစ်တာဘလောက်တောင်ချစ်သားရအများကြီးအမေချစ်တာနဲ့သားတယောက်တည်းသားကိုအမေချစ်တာနဲ့ပြိဿရေမတူဘူးနော်အဲ့ဒါရင်ခွင်ကသားငယ်ကလေးငယ်ငယ်လေးကလေးလေးဆိုကြပါဆိုရှေးနောက်တောင်မြောက်တော့မသိသေးတဲ့ကလေးလေးအမေနှုတ်ချိုဆိုဟာကျင်ကြီးတွေရှောကနေယူချကျင်ငယ်တွေဖြောကနေပေါက်ချလိုက်ဒီကောင်လေးဟဲ့ပါညာဆိုပြီးတော့ဒီအမေဒီကလေးကိုရိုက်သလားစိတ်ဆိုးသလားအမေရင်ခွင်မှာဘာတွေသွန်ချကျင်ကြီးတွေကျင်ငယ်တွေသွန်ချရင်အမေစိတ်ဆိုးသလားအေးအမေစိတ်မဆိုးရင်တော်ပြီကျင်납ပြီအမေစိတ်ဆိုးမှကြောက်ကျင်ကြီးသွန်ချလဲစိတ်မဆိုးနဲ့ကျင်ငယ်ယိုချလဲစိတ်မဆိုးနဲ့အမေလေးဒါဘုရားဟောပဲဘာမှတတ်နိုင်စိတ်မဆိုးနဲ့ကလေးပဲနော်။အော်ကျင်နဲ့အော်မယ်ရိုက်ရှင်လေးရိုက်မယ်လက်သီးနဲ့ထိုးချင်ထိုးမယ်သူမကျင်နိုင်အဲ့ဒါအမေကစိတ်ဆိုးသလားလို့ဆိုတော့မဆိုးစိတ်မဆိုးတဲ့အပြင်အဲ့ဒီကလေးကိုချော့မော်တန်းရှင်းအောင်သုတ်သိပြီးတော့အမေကမာတိုက်နှုတ်တိုက်မမစကားတစ်ခုရှိသေးတယ်ထည့်ပြီးတော့မေးအောင်မယ်ဇတ်တော်မှာလာတာပဲဇတ်လည်းမမှတ်မိဘူးဥရလောဟိတပါလားဥရဆိုတာရင်ပလောဟိတသွေးဘာပြောမလဲရင်သွေးဒါပြီးတစ်ခါမှလာတဲ့စကားနော်ဘုန်းကြီးကစကိုင်းမှာဆေးရုံကြီးရှိတယ်နော် general operation ဒေါက်တာခင်စောထွန်းတော်ကမျက်စိ operation လုပ်တယ်ဘုန်းကြီးက general operation theory operation လည်းလုပ်တယ်အမျိုးသမီးတွေရန်ခါရောက်လာတယ်ဘုန်းကြီးတို့ဆေးရုံတခါတခါသီလရှင်တွေလာတယ် breast cancer ဆိုရင်ပတ် cancer လာခွဲ
တခါတည်းစိတ်ဝင်လက်ပါရောင်းချက်လို့ရင်းနဲ့ဆရာဝန်ကြီးတွေနဲ့ခွဲတဲ့ဆရာဝန်ကြီးတွေနဲ့တွေ့တော့မေးကြည့်တယ်ဆရာဒီလေးပါခွဲလဲ breast cancer ဟာဒါဆိုရင်ပတ်ခွဲတာပေါ့သွေးတွေမထွက်ဘူးလို့ထွက်တာပေါ့အဲ့သွေးကအဖြူလားအနီလားဘုန်းကြီးမေးကြည့်တာအာဆရာတော့ဘယ်နဲ့ချောနောက်တိနောက်တော့လာလုံနေပါနဲ့သွေးဘယ်တော့မှဖြူလို့လဲရင်ခွင်မှာပိတ်ထားတဲ့ကလေးကိုအမေတိုက်တို့အဖြူပြဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာဓာတ်နဲ့လီးတော့အနီဖြစ်သွားတယ်အဲ့ဒါရင်သွေးဘာဖြစ်လို့ဖြူနေလဲနော်ဒါနားလေမေတ္တာရဲ့တကူနော်မြမပြီလားမလားသွေးချင်းချင်းနေနေတဲ့ကဘာကိုဘာဖြစ်စေနိုင်ဖြူစက်တန်းရှင်းစေနိုင်တယ်ဗျာဒေါသနဲ့ဆိုရင်သွေးချင်းချင်းหนีသွားမယ်မို့လားမေတ္တာဆိုတော့သွေးချင်းချင်းหนีနေတဲ့ကဘာကိုဘာဖြစ်စေcreative power အပြည့်ရှိတယ်หนีနေတဲ့သွေးကိုဖြူအောင်လုပ်ပေးတာအမိတ်လေအဲ့ဒါမေ့ရတန်ဖို့ပဲလုပ်ပေးပါနော်နောက်ရှိတတ်သွားအပရိမာဏံမာတုစိတ်တသတိတံမိခေစိတ်နဲ့တူလှစွာသောအပရိမာဏံဘာလဲဟိအပရိမာဏံဘာပါလဲပရိမာဏအပရိမာဏဒီတည်းမှာအဘိဓမ္မာတသိဉ္ဇုသင်ဘူးတဲ့လူတော်များများပါလိုက်ကမ္မဋ္ဌာန်းပိုင်းမှာဖတ်လိုက်လို့ရှိရင်အပမညာ၄ပါးဘာအပမညာစိတ်ဒီလိုတွေ့ဘူးလိမ့်မယ်အပမညာနဲ့အပရိမာဏနဲ့တူတူပဲအပရိမာဏဆိုတာ measureless boundless limitless ဒီအမေဒီရင်ခွင်ကသားကိုချစ်တဲ့နေရာမှာအပိုင်းအခြားရှိသလားမေတ္တာကိုဘာနဲ့တိုင်းဘာနဲ့မှတိုင်းလို့မရဒီလိုပြောရင်ပို့နားလည်မယ်ဒီသားဒီကောင်းငါရင်ခွင်ထဲကကောင်းတော်ပြီဒီကောင်းဆယ်ရမယ် BM မလို့ဘူးရဲ့လို့ပညာရေးမှာ limit လောက်ထားသလားရှားဝင်ဖြစ်ရင်တော်ပြီဈေးကမဖွင့်နဲ့ဒီလိုများ limit လောက်ထားသလားမိခင်ရဲ့စိတ်ထားဟာသားအပေါ်မှာအပိုင်းခြားအကန့်အသတ်မရှိအောင်ချစ်တာအဲ့ဒါကြောင့်အပရိမာဏပိုင်းခြားကန့်သတ်ချက်အလျင်းမရှိတဲ့မာတုစိတ်တသတိသမိခင်စိတ်နဲ့တူလစွာသောမေတ္တာတရားကိုသဗ္ဗဗုတ္တေသူ30ပါးကုန်လုံးရှိသည်မြတ်သတ္တဝါတို့ရဲ့ပေါ်မှာတကဘာလုံးကသတ္တဝါတို့ရဲ့ပေါ်မှာတနိုင်ငံလုံးကလူသားတို့ရဲ့ပေါ်မှာဘာဝယေဘဝိယထတလုံးလဲစိတ်မဆွဲအောင်ပွားများနိုင်ကြပါစေကောင်းသတည်းကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေပြိဿစောစောကပြောထားတယ်အာဂါတဝိနယပိစုပဌာနာမေတ္တာမေတ္တာသည်ဘာကိုပယ်ရှားသလဲမမေ့နဲ့ဒေါသအာဂါတကိုဖယ်ရှားနော်ဒေါသနဲ့အာဂါတကိုဖယ်ရှားနိုင်ရင်ပြိဿရင်ငြိမ်းချမ်းပြီပေါ့ဗျာအဲ့တော့ခုတည်းကဘုရားလောက်ဒီမင်္ဂလာဘုရားခြေတော်ရင်းမှာဘုရားဖြစ်ဖို့ဗျာဒိတ်ရပြီးတယ်နော်ပါရမီတွေကိုငါကျင့်ရမယ်မေတ္တာပါရမီဘယ်လိုလဲကြည့်လိုက်တော့ရေနဲ့တူအောင်ကျင့်ရမယ်လို့တန်းတဲ့သွားပြီနော်အဲ့ဒီမှာစဉ်းစားတာတွေက10ပါးလုံးစဉ်းစားတာဘုန်းကြီးတို့ကတော့မေတ္တာကိုပဲအဓိကထားပြောပါတယ်ဒါပေမဲ့သူနဲ့ကင်းလို့မရတာကခန္တီဘာလဲခန္တီကိုပမာတို့နားလေတယ်သိခန္တယ်လို့နားလေတယ်
အရိပြေကဘာလဲလို့ just to control the anger or hatred စိတ်ဆိုးခြင်းနဲ့မုန်းတီးခြင်းတို့ကိုဘာလို့တာလဲထိမ့်ချုပ်တဲ့ကျင့်စဉ်ဟာဘာလဲလဲခန္တီပဲအဲ့ဒါတွေကိုထိမ့်ချုပ်နိုင်ရင်ကပြိဿရဲ့အတော်တန်ငြိမ်းချမ်းမှုမရဘူးလားအဲ့ဒါဒေါသကိုထိမ့်ချုပ်ခြင်းမရှိဘဲနဲ့လွတ်ပြလိုက်တဲ့အခါကျတော့သူချင်းချင်းหนีသွားတာပေါ့နော်အဲ့ဒါကိုဘယ်လိုရှင်းမလဲဆိုတော့ခုနကဘုရားလောင်းသူကျင့်ခဲ့တာပြန်ပြောပြတယ်ယထာစာပထဝီနာမမြေကြီးနဲ့တူအောင်ကျင့်ဘာနဲ့တူလဲမြေကြီးဆိုတဲ့ဥစ္စာဘုန်းကြီးတို့တနိုင်ငံလုံးမှာလူပေါင်းသန်း50ကျော်မိုးလင်းပြီအရာကထပြီးဆိုတာနဲ့ဘယ်သွားအညစ်အကြေးဆွံ့ဖို့သွားလူပေါင်းသန်း50ရှိတဲ့တိုက်ပြည်မို့လို့သန်း50ပြောတာတကဘာလုံးသန်းပေါင်း2300ရိုချလိုက်တဲ့ကျင်ကြီးနဲ့တောက်ချလိုက်တဲ့ကျင်ငယ်တွေအကုန်လုံးမြေကြီးတွေထည့်တယ်မဟုတ်လားအဲ့ဒီမြေကြီးရဲ့ဘယ်နှက reject လုပ်တခမ်းမှ reject မလုပ်ဘူးကြတဲ့အတိုင်းဒီတိုင်းထားမြေကြီး reject မလုပ်တာဘာမဖြစ်လို့လဲလို့ဆိုတော့ဒေါသမဖြစ်လို့ဟာဒီမြေကြီးအလှပညာအောင်ပန်းညံကြီးတို့အလှပြင်မဟိမြေရင်းကြီးမြက်ခင်းနေဆိုင်ဟာပန်းပင်နေဆိုင်မိရထွန်ဆေးရောင်စုံတွေခြေပါညာပန်းညံကြီးလှမ်းလိုက်တာမဲလှတွေပြင်ထားပြန်ပြီဒီလူတွေပဲအဲ့တော့သူ့ကလှပြင်ပြီးတော့ကဒီမြေကြီးကဘယ်နှကအဲ့ဒီပန်းပင်ကိုထဖက်ပြီးတော့နမ်းသေးလားအေးအညစ်အကြေးတွေသွန်ချလို့လည်းပဲ reject မလုပ်မန်းနေနဲ့လှဆင်လို့လည်းပဲ accept မလုပ်ဘူးနော်အဲ့ဒီနှစ်ခုကြားကနေနိုင်အောင်နေသွားတာကိုဘာခေါ်လဲခန္တီခေါ်တယ်ဘာခေါ်လဲဘာနဲ့တူအောင်ကျင့်မြေကြီးနဲ့တူအောင်ကျင့်မေတ္တာတရားလက်ခံထားတဲ့ပုဂ္ဂိုလ်ဟာခန္တီတရားလေးအလိုလိုကျင့်ပြီးသားဖြစ်လိမ့်ခန္တီနဲ့မေတ္တာကခွဲလို့မရဘူးအမိနဲ့ကောင်းအဲ့ဒါကြောင့်သင်္ကစားဆိုတော့ဘုရားကြီးကသူ့ရဲ့စတုရာရခကျမ်းမှာမိန့်တော်မူတယ်နော်မေတ္တာတရားအားကောင်းတဲ့ပုဂ္ဂိုလ်ဟာခန္တီတရားပါအလိုလိုအားကောင်းလာတယ်ခန္တီအားကောင်းတဲ့ပုဂ္ဂိုလ်ဟာမေတ္တာတရားလည်းအားကောင်းလာတယ်ဒီလိုပြောတယ်ခန္တီအားကောင်းတော့ဘယ်လိုကျင့်နိုင်ပြီလဲမြေကြီးနဲ့တူအောင်ကျင့်မေတ္တာအားကောင်းတော့ဘာနဲ့တူအောင်ကျင့်ရေနဲ့တူအောင်ကျင့်နိုင်တယ်ခန္တီနဲ့မေတ္တာရဲ့သရုပ်ဒီလိုပြောအဲ့ဒါကြောင့်ဘုန်းကြီးတို့ပြိဿကြီးဒါဘာကောင်လက်ပြီကျော်4ရက်ဆိုတော့မေတ္တာခါရဏေကိုလွန်လို့4ရက်ပဲရှိသေးတယ်ဘာကောင်လက်ပြီနေတဲ့ကဘုန်းကြီးတို့မေတ္တာကိုဟောလာတာကိုလည်းမေတ္တိလာလည်းမေတ္တာပါပဲနော်မနေ့ကတည့်ရနာသဘက်ခါဆိုရင်တော့ဘုန်းကြီးတို့ရှိလကသွားအောင်မယ်အဲ့ဒါခုဘာပြောမလဲလို့ဆိုတော့မိခင်စိတ်နဲ့တူတာကိုမေတ္တာလို့ဒီလိုမှနော်ဒါမြတ်စွာဘုရားတန်ဝိထိမြို့ကဇေတဝန်ကျောင်းတိုက်မှာကိန်းအောင်တော်မူနေစေကာလဝါဆိုဥကလေးယဟန်တော်ပန်း900တို့မြတ်စွာဘုရားထံမှာကမ္မထမ်းတောင်းပြီးတော့တောအုပ်ကြီးတွေသွားကြတယ်သီလအလွန်ကောင်းတဲ့သံဃာတော်ရှင်မြတ်ပန်း900တောကြီးတွေဝင်သွားမထေရကြီးကညွှန်ကြားတဲ့သစ်ပင်တပင်ရင်တပါးစီထိုင်ကြဟိခြုံနေတဲ့ထိုင်ကြလင်ကူတဲ့ထိုင်ကြသံဃာတော်ဘယ်နှပါတောကြီးတွေ900ဝင်တော့ပြီးတော့ဖြန့်လိုက်တဲ့အခါကျတော့ဧရိယာကအကျယ်ကြီးဖြစ်မသွားဘူးလားအဲ့ဒီမှာဘုံမစိုးနတ်တို့ယုတ်ကစိုးနတ်တို့ဒုက္ခဖြစ်တယ်သီလအလွန်ကောင်းတဲ့မထေရသစ်ပင်အောင်ရောက်လာတော့အဲ့ဒီသစ်ပင်နေတဲ့ယုတ်ကစိုးကမနေရဲဘူးရိုသေလွန်းတော့ကြောက်သွားအဝေးရှောင်သွားကြနေရသမီး၄-5ရက်ဆိုဒီဘုန်းကြီးတွေပြန်လိမ့်မယ်ထင်ပါရဲ့အဲ့ဒါ
ကိုတော်တွေက2ရက်3ရက်4 5ရက်လည်းမပြန်ဘူး10ရက်15ရက်လည်းမပြန်ဘူးတရားမတက်တော့ဆက်အားထုတ်ကြတာအရက်20အစိတ်ဝါကောင်လာပြီနီးရောက်လာတယ်ဝါဆိုလာပြီနဲ့ဝါကောင်လာပြီဆိုတလမဟုတ်လားတလနီးရောက်တော့တကယ် BNB ဧည့်သည်ကြီးအိမ်ပေါ်တက်နေရင်လေတလလောက်နေရင်အိမ်ရှင်ပဲပြီးရမှန်းတော့မသိဘူးလို့မဟုတ်လားအဲ့ဒါကြောင့်နတ်တွေကစိမ့်ညစ်ပြီးတော့ဘုန်းကြီးတွေကို6လွတ်တာဘာ6တာတရေ6လားနတ်6နတ်6တာအဲ့ဒါကိုတော်ဒီပြန်ချသွားစေတဝန်ပြန်ရောက်ဘုရားနဲ့တွေ့ဘုရားကမေးတယ်မင်းတို့ဘာဖြစ်လို့ပြန်လာလဲတော6လို့ဘုရားလမ်းကြည့်တယ်တောမ6ဘူးနတ်6ဘာဖြစ်လို့ဒီနတ်တွေကဒီသံဃာတော်တွေကိုချင်းချောက်တယ်လေဘုရားရှင်စေခြင်းကြီးတော့သိတော်မူပြီအဲ့ဒီနတ်တွေကိုမိမ့်မဖွဲ့ဘူးတဲ့ဗျာဘုန်းကြီးတွေကဘုန်းကြီးပန်း900ကနတ်တွေကိုဘာမဖွဲ့ဘူးလေဒါလည်းအရေးကြီးတယ်ဆရာတော်များဗျာနတ်များကိုမိတ်ဖွဲ့တော်မူကြပါနတ်ကမျိုးမျိုးရှိတယ်လေဥပပတ္တိနတ်ဆိုတာကအဲ့လိုမမြင်ရတဲ့တ attva လေသမုဒ္ဒိနတ်ဆိုတာကတော့မင်းဆိုးရစားတယ်သူတို့တော့မြင်ရတယ်လေအဲ့ဒီသမုဒ္ဒိနတ်လည်းမေတ္တာနာနာပို့မိမဖွဲ့ရင်အဲ့ဒါ6မှကြောက်နတ်ဆိုတာ6တယ်ဆိုတာဒီသုတ်ကပြောမြတ်စွာဘုရားကမင်းတို့နတ်တွေနဲ့မိမဖွဲ့ဒီနတ်တွေနဲ့အစည်းကပ်အောင်မလုပ်ဘူးအဲ့ဒါမင်းတို့ချိုးရင်ချက်ပဲသွားပြန်သွားနတ်များနဲ့မိဖွဲ့ကြောင်းအကျင့်ကောင်းအစည်းကပ်ကြောင်းအကျင့်ကောင်းကိုငါသင်ပေးလိုက်ပဲဆိုပြီးတော့ဘုရားသင်ပေးလိုက်တာဘာတရားဟောလို့လဲဒီသုတ်တံလေမေတ္တာသုတ်တံဟောလွတ်တာမဟုတ်လားဝါကောင်လာပြီနေနော်အဲ့ဒါကိုယ်တော်တွေကမေတ္တာသုတ်တံကိုသင်ကြားပြီးတော့ပြန်သွားတယ်တောဆတ်ကနေပြီးတော့မထေရကြီးကမထေရငယ်တွေကိုညင်ကြတယ်တန်းစီပြီးတော့အကုန်လုံးထိုင်တောဘက်ကိုအကုန်လုံးမြင့်တာမူနော်တပြိုင်နက်တည်းမေတ္တာပို့ကြဒီလိုမဟုတ်လားအဲ့တော့သံဃာတော်ရှင်မြတ်ဒီမေတ္တာပို့တော်မူကြတယ်နာပရောပရဏိကုတ်ပိထနာတိမင်္ဂိထကတ္တစီနာကိဉ္စီပရောတဘသောသူအခြားလူသည်ပရံတဘသောသူအခြားလူကိုကောစီမိသူကပဲဖြစ်ဖြစ်ကံစီမိသူကိုမစောတတ္တစီမိသည်ယတိသကပြည်သည်ကိစ္စမျိုးမှာပဲဖြစ်ဖြစ်နာနိကုတ်ပိထပရိသတ်ရဲ့ပါတယ်လေနာနိကုတ်ပိထအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းအလျင်မရှိကြပါစေနဲ့ပရောတယောက်သောသူသည်ပရံတယောက်သောသူကိုနတ်ပရောပရံလေကတ္တစီပေယမမစောကောစီမြူသူကပဲဖြစ်ဖြစ်ကံစီမြူသူကိုမစောနာတိကောပိဋံအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းအလျင်မရှိကြပါစေကုန်သတည်းသံဃာတော်900တောဇက်ကနေမေတ္တာပို့တာပရိသတ်ကြီးကိုမေတ္တာပို့လိုက်ရင်မကောင်းဘူးလားသံဃာတော်တွေကဘယ်ကိုပို့လဲတော်တွေကနတ်တွေဘုန်းကြီးတို့ပရိသတ်ကရှင်ချင်းကင်းရှင်းကြပါစေဆိုအမျက်ထွက်ခြင်းအချင်းချင်းကင်းရှင်းကြပါစေအမျက်ထွက်ခြင်းချင်းချင်းကင်းရှင်းကြပါစေအမျက်ထွက်ခြင်းအချင်းချင်းကင်းရှင်းကြပါစေနတ်ပရောပရဏိကုပရတဘာသောသူအခြားလူသည်ပရတဘာသောသူအခြားလူကိုကောစီမိသူကပဲဖြစ်ဖြစ်ကံစီမိသူကိုမဆိုးကတ္တစီမိသည်ယတိသကမိသည်ကိစ္စမျိုးမှာပဲဖြစ်ဖြစ်နာနိကုတ်ပိဋအထဲတစ်မျိုးအပြင်တစ်မျိုးယင်ထဲရှိတဲ့စိတ်ထားတစ်မျိုးပါးစပ်ကထွက်လာတာကတစ်မျိုးအထဲကတော့မိခဲမျိုးထားတယ်ထွက်လာတဲ့စကားကပြားကြီးလိုပဲအဲ့ဒီတော့လောကကြီးလက်ပတ်ခြင်းကောက်ချက်ခြင်းလိန်ညာခြင်း
မလောက်ကြပါစေနဲ့အနေကြောင့်နွားချောင်းရကတွေနွားတွေသိမ့်ပြီးတော့အိမ်ပြန်ရွာဥရွာတိတ်မှာကံပေါင်ရိုးမှာနွားတွေကိုရေတိုက်ကန်ထဲမှာရေတိုက်အဲ့လိုတော့ကန်ထဲမှာဘဲအုပ်တုပ်ကရေကူးပြီးတော့အစာရှာနေကြတော်ဘဲတွေဘာဘဲတွေလူကကောင်းကရာထုံးပြည့်မဟုတ်တော့ဟာဘဲဦးကြီးလှိုက်ဘယ်သူဘဲလဲမသိဘူးငါနွားအုပ်လေးချောင်းမယ်ဘဲအုပ်လေးချောင်းမယ်အဲ့ဒီဘဲအုပ်ကြီးဘယ်သူဘဲလဲမသိဘူးဝယ်ရရင်ကောင်းမယ်တော်ဘဲအဲ့လိုတော့အမှုသမားတွေအရေးသမားတွေဖဲသမားတွေဘယောဒုက္ခအကောင်တွေကအဲ့ဒီကမောင်ရိုးရောက်ဟဲ့လူကမြတ်မလုပ်နေတာဘဲအုပ်ကြီးလှမ်းလို့ကျုပ်ကြည့်နေတာဗျဒါဘယ်သူဘဲအုပ်လဲမသိဘူးတော်ဘဲဟိုကဘဲသမားအရေးသမားဘိန်းစားအမှုသမားတွေကရိပ်မိပြီဒီကောင်တော့ညာရင်ရပြီလိန်ရပြီကောင်းတယောက်ကထားပြီဒါငါပဲကွာငါမွေးထားဘယ်မှာလှုပ်ချက်ကျွန်တော်ရောင်းစားမှာဗျာမဲစေးလဲဘယ်စေးပေါ့ပြေးပဲဆန်ကြည့်တော်ဘဲကိုအဲ့ဒါလက်ညှိုးထိုးရောင်းသွားတော်သာခံလဲရတယ်ပဲဆန်နေပါသွားနောက်ကသူကသူပြန်သွားဘဲအောက်ကိုအိမ်မောင်းမလို့ဆိုပြီးတော့ဒုက္ခလေးနဲ့ဟိုဘက်က6ဒီဘက်က6တာတော်ဘေးအုပ်ကြီးကကောင်းငယ်ထားပြီးတော့ပြန်သွားနောက်ကနေချိန်လုံးနဲ့လိုက်တယ်အဲ့ဒါငါဘဲဆိုလိုက်တော်တဲ့ဝင်သွားပျောက်သွားတယ်ငါဘဲအုပ်ကြီးပျောက်သွားတယ်ဘောကြောင်ကြောင်ကောင်းပဲဆန်တွေပါသွားတယ်နော်ဒီကနေ့လက်ညှိုးထိုးပြီးတော့ဟိုချမ်းဒီချမ်းဟိုအိမ်ဒီအိမ်ဟိုမြေခွဲဒီမြေခွဲအဲ့ဒါဘဲအုပ်ရောင်းသလိုရောင်းနေတဲ့လူတွေအများကြီးပဲခံနေရတယ်အများကြီးပဲเนาะလူတွေဟာအဲ့ဒီလိုအထဲတစ်မျိုးအပြင်တစ်မျိုးနဲ့လှက်ပတ်ကောက်ချစ်ထားတယ်မလုပ်ပါစေနဲ့လို့မြတ်စွာဘုရားကမေတ္တာပို့ထဲမှာထည့်ပေးထားတယ်လေမေတ္တိလာကအဲ့ဒီမေတ္တာနာနာပို့ရမကောင်းဘူးလားဘဲဟုတ်လက်ညှိုးတို့အယောင်းမခံရအောင်ဆိုလက်ပတ်လိုခြင်းအချင်းချင်းကင်းရှင်းကြပါစေဘယ်နဲ့ချက်ရဆိုနှစ်ချက်ရသွားပြီနတ်ပရောပရဏိကုတ်ဘေးထားမှာနော်တစ်ချက်အမြဲမထကြပါစေနဲ့တယောက်တယောက်လက်ပတ်လိညာကောက်ချစ်တာတွေမလုပ်ကြပါစေနဲ့နောက်နပရောပရဏာတိမင်ညေထကတ္တစီနာဂိဉ္စီဟုတ်လားပရဒဘသောသူအချမ်းလူသည်ပရဒဘသောသူအချမ်းလူကကောစီမိသူကပဲဖြစ်ဖြစ်ကံစီမိသူကိုမစောကတ္တစီမိသည်ယတ္တေတကမိသည်ကိစ္စမျိုးမှပဲဖြစ်ဖြစ်နာတိမေညေထပရိသဆိုကြည့်စမ်းအချင်းချင်းအထင်သေးပြီးတော့မထေလေးစားမလောက်ကြပါစေကုန်သတည်းလူချင်းချင်းအထင်သေးလူမျိုးချင်းချင်းအထင်သေးမထေလေးစားလှုပ်ခြင်းဟာလည်းပဲပฏิပေကဖြစ်ခြင်းရဲ့အကြောင်းပဲငြိမ်းချမ်းရဲ့နှောက်ယှက်တာကအထင်သေးတာလည်းပါဘုရားပရိသတ်ကြားဘူးလိမ့်မယ်ဆိုတော့ဘုရားတွေတော်တော်များများဟောရမူကြတယ်ကောသလမင်းသားဝိရဒုပသက္ကနိုင်ငံတော်ကိုသွားတယ်သက္ကနိုင်ငံသားသက္ကိဝေမင်းတွေကတို့မျိုးအမျက်ဆုံးဆိုပြီးတော့မန်တက်နေကြတာကောသလမင်းသားကိုမင်းသားချင်းကရထိုင်နန်းတုမပေးပဲနဲ့အမျိုးမတူလို့ဆိုပြီးတော့အမျိုးရုပ်ဆိုပြီးကျမ်းပြင်မှာထိုင်ခိုင်းတယ်နော်ကောသလမင်းသားကခံနိုင်ပါမလားသက္ကိဝေတွေကရွှေပလင်ပေါ်မှာတိုင်နဲ့မင်းသားချင်းအတူတူတန်းတူရီတို့မဆက်ဆံဘူးငါတော့ကျမ်းပေါ်ထိုင်ခိုင်းတယ်သူတို့ကရွှေပလင်မှာထိုင်တယ်
အဲ့ဒါညိုးအကြီးကြီးထားပြီးတော့ဟာလားစိတ်တက်ပြင်ပြီးတော့ကပိလဝတ်တက်တိုက်တာဘုရားရဲ့ဆွေတွေမျိုးတွေသာကေဝဲမျိုးမျိုးတွေသွေးချောင်းစီအသက်ခံရရတယ်မို့လားနော်ဘယ်ကစတာလဲအထင်သေးပြီးတော့မထေလေးစားလောက်တာအဲ့ဒါကြောင့်ဒါကိုလေတို့ဘုရားကမေတ္တာပို့တဲ့မှာထည့်ပေးထားတယ်ဗျာဆိုအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆိုအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းချင်းချင်းကင်းရှင်းကြပါစေမေတ္တာလူကောခမသီလောသဗ္ဗထာနိသုနိဗ္ဗယောပရထသတ္တမိစ္ဆန္တောခန္တိမေတင်္စဘာဝယေဒါကသင်္ကစားစတော်ကြီးရဲ့သတုရာရခလေးမျက်နှာစောင့်ရှောက်ရေးချမ်းပေါ့မေတ္တာလူကောမေတ္တာတရားလဲအကောင်းမဲ့ဆိုရင်ခမသီလောသီခံနဲ့အားလဲကောင်းလာလိမ့်မယ်ပြိတ္တရေကျက်เสียကောင်းတယ်နော်ခမသီလောသီခံနဲ့အလေးအကျင့်ကောင်းတယ်ဆိုရင်မေတ္တာလူကောမေတ္တာတရားတွေလဲအကောင်းလာမယ်မေတ္တာအကောင်းရင်ခန္တီလဲအကောင်းလာနိုင်တယ်ခန္တီအကောင်းရင်မေတ္တာလဲအကောင်းလာမယ်ခန္တီမေတ္တာဒီနှစ်ပါးဒီပါရမီနှစ်ပါးကအမိနဲ့ကောင်းပါပထာနေသူနိဗ္ဗယောရောက်ရအရာတိုင်းမှာဘေးရန်ကင်းကွာလွန်ချမ်းသာသည်ဟောဒီဖြစ်ပါပေ၏တသမထောကြပရထသတ္တံသူအကျိုးကိုအကျိုးဘယ်နှပါလဲသူကျိုးနဲ့ကိုကျိုးဤနှမျိုးကိုလိုလားတဲ့အိဋ္ဌံတော်လိုလားတဲ့ပုဂ္ဂိုလ်မှန်သမျှဟာခန္တိန်စာဘယ်လိုပင်အနိုင်ရညာတော်လဲအနိုင်မကျင့်တဲ့ခန္တီတရားသူတစ်ပါးအကျိုးတွေကိုတကယ်ပဲလိုလားတဲ့မေတ္တာတရားခန္တီနဲ့မေတ္တာဤနှစ်ပါးကိုဘာဝယေဘာဝေယာထတလုံးလဲလဲစိတ်မှစွဲအောင်ဝါများနိုင်ကြပါစေကုန်သတည်းဘုရားကမေတ္တာပုတ်ကြံနေသေးတယ်နာပရပရာဏိကောပေဒနာတိမေညိတကတ္တစီနဂိဉ္စီမြာရောသနာပဋိကသင်ညာနေညမေညသဒုက္ခမိစေယသုံးခုပရဒဘသောသူချမ်းလို့သည်ပရဒဘသောသူချမ်းလေးကိုကောစီမိသူကပဲဖြစ်ဖြစ်ကံစီမိသူကိုမစောကတ္တစီမိသည့်ရတေသာကမိသည့်ကိစ္စမျိုးမှာပဲဖြစ်ဖြစ်ဗျာရောသနာယနှောက်ရှက်လိုသောစိတ်ဖြင့်ပြောရပါစိတ်လဲအနှောက်ရှက်ပေးခြင်းတဲ့စိတ်တွေမမွေးကြပါစေနဲ့ဒါလည်းမေတ္တာပို့ပဲနော်ဘုန်းကြီးပရိသတ်သိထားတာတွေကအဝေရာဟွန်းတုဏီကဟွန်းတုတွေသိထားတယ်နော်မေတ္တာသုတ်တံကိုအဲ့ဒီလိုသိဖို့လိုတယ်ဗျာရောသနာယနှောက်ရှက်ပေးလို့တဲ့စိတ်ဓာတ်တွေနဲ့အညမယသာချင်းချင်းရဲ့ဒုက္ခံကိုစိတ်နှပါဆင်းရဲမှုပင်မမှုတွေကိုနာအိဆေယဘယ်လိုနည်းနဲ့မှအလုံးမရှိကြပါစေကုန်သတည်းအလံစောဆင်းရဲတောက်ရှက်လိုခြင်းအချင်းချင်းကင်းရှင်းကြပါစေပရဒဘသောသူချမ်းလူသည်ပရဏဘသောသူချမ်းလေကိုကောစီမိသူကပဲဖြစ်ဖြစ်ကံစီမိသူကိုမစောကတ္တစီမိသည့်ရတဲ့သာကမိသည့်ကိစ္စမျိုးမှာပဲဖြစ်ဖြစ်ပဋိကသင်ညာပြောပါသင်ညာ
ပရိကသိညာပရိကသိညာယံနှိမ့်ဆက်လို့သောစိတ်ဖြင့်ပြောရပါစိတ်လဲနှိမ့်ဆက်ညင်းစင်လူတဲ့စိတ်ဓာတ်ဒီနိုင်ငံမှာကင်းရှင်းကြပါစေလို့မေတ္တာပို့ဖို့မလိုဘူးလားနှိမ့်ဆက်လို့သောစိတ်ဖြင့်ယမညာသာချင်းချင်းရဲ့ဒုက္ခကိုစိတ်နဲ့ပါစီရဲ့ဖို့ပင်မမှုတွေကိုနာအိဆေးရဘယ်လိုနည်းနဲ့မှအလိုမရှိကြပါစေကောင်းသတည်းဆိုနှိမ့်ဆက်လို့ခြင်းနာပရပရဏိကောဘေထနာတိပင်ညေထကတ္တစီနကေစီပြာရောသနာပဋိကာသိညာလေးခုပြီးတော့နေညမညသဒုက္ခမေစေယနမငါနေညမညသနာအညောအညသဒုက္ခံအိစေယအညောတယောက်သောသူသည်အညသတယောက်သောသူဤဒုက္ခံဒုက္ခကိုနာအိစေယမလိုလားပါစေနဲ့တရားတော်သူသည်တရားတော်သူဒုက္ခရောက်တာကိုဗါတယ်လေဟာဒါမေတ္တာဘိုးဗျာနော်ဘုန်းကြီးတို့ပြိဿအယွတ်နည်းနည်းများနေတယ်အနစ်ပါအောင်လို့ဟုတ်လားအညောတရားတော်သူသည်အညတတရားတော်သူရဲ့ဒုက္ခကိုစိတ်နဲ့ပါဆင်းရဲမှုပင်မမှုတွေကိုနာအိစေယဘယ်လိုနည်းနဲ့မှအလိုမရှိရပါစေကောင်းသတည်းဆင်းရဲလိုခြင်းကျောက်ဆယ်မှာဝေဘူးတော်ရဆိုတော်ဘုရားကြီးဝေဘူးဆိုတော်ဘုရားကြီးသတင်းသုံးတဲ့တခုသောနှစ်မိုးတွင်ဆက်သာပြီးတော့ဆက်သာကြောင်းကနေသူနေတဲ့ဝါကြောင်းလေးပြန်သွားတယ်။အားကြောင်းလေးရဲ့နောက်ကျောမှာဒီလိုအဖွင့်ပိတ်အမအကြွလှုပ်တဲ့ကဲလာတကားလေးရှိတယ်။ဓဏီတွေဝါးတွေနဲ့လှုပ်ထားတယ်။အဲ့တကားလေးဆွဲထောက်လိုက်ပြီးတော့ဖွင့်လိုက်တာတဲ့နောက်ကျောကလက်ကွင်းကြီးအကုန်မြင်ရတော်ကြီးကဆွမ်းစားပြီးလက်ဆေးသွားဆေးသပိတ်ဆေးလုံးနေတော့လက်ကွင်းထဲမှာမိုးဥကြမျက်နှုလေးတွေကြာရက်ခဲ့တဲ့ကောက်သင်းလေးတွေကပြန်ပေါက်တဲ့ကောက်ပင်မြက်ပင်စိမ့်စိမ့်လေးတွေရဲ့ကြားမှာမြို့ထူးခုံပေါက်နေတဲ့နွားကြီးနှစ်ကောင်ခွေကြတာအဲ့ဒါမြင်တော့စတော်ကြီးကလက်ကျိုးသေးသေးချာချာထိုးပြီးတော့ဆိုင်ဆိုင်စူးစူးအဲ့ဒီနှစ်ကောင်တည်းကိုပို့တာနွားတအုပ်လုံးမဟုတ်ဘူးနွားတအုပ်လုံးပို့ရင်အနောဒိသမေတ္တာဖြစ်မယ်နွားနှစ်ကောင်တည်းစိုက်ပို့တော့ဩဒိသမေတ္တာခေါ်တယ်ဘာခေါ်လဲ intentionally development ပေါ့ရည်ရွယ်ချက်နဲ့သိချပို့တခြားမေတ္တာဖို့မဟုတ်ဘူးဒါလေးပဲဒီပါဠိတော်ပဲနေညမညတဒုက္ခမေစေယနေညမညတဒုက္ခမေစေယတကောင်နဲ့တကောင်ဒုက္ခရောက်အောင်မလုပ်ကြပါစေနဲ့ဒါပဲမဟုတ်လားဓဝနှစ်ကောင်တခါတည်းပြီးထောင်ပြီးတော့ကြောင်းရှိရပြေးလာပြီးနာမှာတပည့်လှဲ့သောက်ရည်သုံးရည်ခြီစေးရည်ဥပါညာရည်ဖြစ်တဲ့ဘုသူတော်ကတပည့်စီကြီးကြိုင်ပြီးတော့ချောင်းနွားနှစ်ကောင်တော့ချောင်းသားရောက်လာပြီးခွေးရင်တော့ချောင်းတော့ပြစ်တော့မှာပဲဆိုပြီးတော့နွားတွေကိုကျင်းလုံးနဲ့တပည့်စီရိုးနဲ့ရိုက်မလို့ဆိုတော့ကြီးကဟဲ့သူတော့ဒုက္ခကောင်းလိုက်တာလေဘာချဟဲ့သူတော့ဒုက္ခသူတော်ကြီးကလန့်သွားတယ်ဆိုတော့ကြီးကမြင်လားမမြင်လားသူလည်းမသိဘူးထရံကြီးချားနေတဲ့နေရာကနေဘယ်လိုလုပ်ပြီးသွားလဲမသိဘူးဒုက္ခကောင်းဘူးလားအဲ့ဒါရေးကြည့်နေတာကူကဒုတိယမချဘူးကျန်တာတွေလည်းဘာမှမချဘူး
တော့ချဆိုတော့ဘုသူတော်ကလန့်ပြီးတော့တပည့်စီယုံကြီးအသာချထားငါးနှစ်ကောင်ချောင်းလေးနားရောက်တဲ့အခါကျတော့ရှေ့အကောင်ကနောက်ပြန်လှည့်အပြီးထောင်နောက်ကလဲလာတဲ့ကောင်နဲ့ခေါင်းချင်းဆိုင်ပြီးတော့မခွေဘူးဗျာအေးအေးဆေးဆေးတဲ့ကောင်နဲ့တဲ့ကောင်အပြန်လာရှာထုတ်ပြီးတော့စောစောကရက်ထားတဲ့ဒဏ်ရာတွေကိုခွေထားတဲ့ဒဏ်ရာတွေကိုရက်နေကြတာနဗရောပရဏိကုတ်ပိဋမဟုတ်ဘူးနာတိမင်းကြီးထမဟုတ်ဘူးဘာလဲနေညမင်းညတာဒုက္ခမေစေယဆိုတဲ့မေတ္တာပို့တဲ့တော်ကြီးမေတ္တာပို့တာခွေနေတဲ့နွားနဲ့ကောင်ကြောင်းရိပ်မှာဘာဖြစ်လဲငြိမ်းချမ်းရေးရသွားတယ်လေခင်ဗျားတို့ပြောသလိုပြောရင်ရှာထုတ်ရက်နေကြတဲ့ kiss ပေးနေတောင်ပဲပေးနေတာပဲမို့လားဒီကနေ့ခွေနေတဲ့နွားတွေအဲ့ဒါမေတ္တာနာနာပို့ဗျာဆိုတော့ကြီးပို့တဲ့မေတ္တာမျိုးမကောင်းဘူးလားသုံးကဆိုလိုက်နေညမင်းညသာဒုက္ခမိတ်စေယနေညမင်းညသာဒုက္ခမိတ်စေယနေညမင်းညသာဒုက္ခမိတ်စေယပရောတဘာသောအခြားလူသည်ပရတဘာသောအခြားလူကကောစီမိသူကပဲဖြစ်ဖြစ်အင်းညောတရားသောသူသည်အညသာတရားသောသူရဲ့ဒုက္ခရောက်တာကိုမအိတ်စေရဘယ်လိုနည်းနဲ့မှအလုံးမရှိကြပါစေကုန်သတည်းအဲ့ဒါအဟိတပနယနာမေတ္တာဘာဝနာတဲ့နော်တရားအမြတ်မထက်ပါစေနဲ့တရားကိုလက်ပတ်လိညာဓာတွေမလုပ်ပါစေနဲ့တရားနဲ့တရားထင်မသေးကြပါစေနဲ့နော်တရားနဲ့တရားပါတယ်လေအနောက်ရှက်မပေးကြပါစေနဲ့ကြောက်မတွန်းပါစေနဲ့တရားနဲ့တရားနှိမ့်ဆက်ညှင်းဆဲလို့တဲ့စိတ်ဓာတ်တွေမဖြစ်ကြပါစေနဲ့တရားဤဒုက္ခကိုမလုံလဲရပါစေနဲ့အချိုးမဲ့ဒုက္ခရောက်မဲ့ကိစ္စတွေကိုဖယ်ရှင်းလို့သောစိတ်နဲ့ပို့တဲ့မေတ္တာဘာဝနာကိုအဟိတာပနယနာမေတ္တာဒီလိုခေါ်အဲ့တော့သံဃာတော်ရှင်မြတ်ဒီဘုရားထံကဘာသင်ယူခဲ့ပြီလဲမေတ္တာကိုသင်ယူခဲ့တယ်သွားအဲ့ဒီတော့ပြန်မင်းတို့အစည်းမကတ်တဲ့နတ်တွေနဲ့စီကပ်အောင်လုပ်ကြဒေါသမှာတန်းစီပြီးဒေါကြီးတဲ့သံဃာတော်900ဘာလုပ်ပြီလဲမေတ္တာပို့ပြီမေတ္တာတော့ရွတ်တယ်လို့မပြောနဲ့မေတ္တာပို့နတ်ဒီအိုးနဲ့ထွက်လာကြပြန်တယ်တချို့နတ်တွေကတော့ရိုးရိုးသေးသေးလဲအုပ်ချီးပြီးတော့ဆရာတွေပို့တဲ့မေတ္တာကိုခံယူကြတယ်ကြောင်းကံဖယားအရောက်အပေါက်များတဲ့နတ်ကသိတယ်သံဃာတော်တွေရဲ့စိတ်ထားကိုလေဘုရားကြောင့်ခဏရောက်တဲ့နတ်ကလည်းအိမ်မှာရှိတယ်လေရောက်ဘူးတော့သံဃာတော်တွေရောဘုရားရောတို့ဘောဘယ်လိုစိတ်ထားဆိုတာနတ်တွေသိတယ်အဲ့ဒါသိတဲ့နတ်တွေကတော့ရိုးရိုးသေးသေးလေးမေတ္တာကိုနာခံနေတယ်ကြောင်းကံဘုရားမသွားတဲ့နတ်ဘုရားကြောင့်မရောက်ဘူးတဲ့နတ်ဘုန်းကြီးတွေနဲ့အတွေ့အကြုံနေတဲ့နတ်တွေကတော့ဘာဖြစ်နေလာပြန်ပြီဒီဘုန်းကြီးတွေဒီတစ်ခါလာရင်တောတဲ့ကောအဝေမခံဘူးမောက်ထုတ်မယ်ကျောင်းကဘုရားမရောက်တော့မသိဘူးပေါ့ဗျာအဲ့လိုဖြစ်တာအဲ့တော့ကျောင်းကဘုရားအရောက်ပေါက်များတဲ့နတ်တွေကပြောတယ်အေးကောင်လေးသံဃာတော်တွေကိုမင်းတို့မထေလေးစားမလုပ်နဲ့ဘုရားကောင်းကောင်းသူတို့ကိုဆုံးမလိုက်ဒီတစ်ခေါက်ပြန်လာတာမှာမေတ္တာဝုဒံအာဒါယအမကဝနသန္နပုဏ္ဏကမိန်သူမေတ္တာဝုဒံမေတ္တာလက်နဲ့ကိုအာဒါယကင်ဆွဲပြီးတော့မှအမကဝနသန္နတို့များရဲ့တောအုပ်တဲကိုပုဏ္ဏကမိန်သူပြန်လာကြတာဘာကင်ဆွဲပြန်လာမေတ္တာလက်နဲ့ကင်ဆွဲပြီးတော့ပြန်လာကြတာဒီလိုမဟုတ်လားဘုန်းကြီးတွေတော်တဲ့ပြန်သွားတာဘာကင်သွားဒါတွေသနတ်တွေမကင်ပါဘူးမေတ္တာပဲကင်ထားတာပါနော်အဲ့ဒါအကြောင်းမသိတဲ့နတ်ကဘုန်းကြီးတွေအဝယ်မခံဘူးလုပ်နေတယ်မဟုတ်လား
ဘုရားကြောင့်ခဏခဏရောက်အကြောင်းသိတဲ့နဲ့ကတော့ welcome ပဲမဟုတ်လားဒါပေမဲ့အရှင်မြတ်တို့ရဲ့မေတ္တာကရှုရှချင်းချောက်တဲ့နတ်တွေအကုန်လုံးစိတ်ပြောင်းသွားချင်းချောက်တဲ့နတ်တွေအကုန်လုံးဘာဖြစ်သွားလဲခက်လို့ပြောရင်တော့ပြိဿရေဆိုင်းဘုတ်ထောင်ပြီးတော့ထွက်လာတယ်ပေါ့ဗျာ Welcome to the our forest ဟုတ်လားစားရဲမပါဘူးလည်းကပြောတာတပည့်တော်တို့ရဲ့တောအုပ်ကြီးတွေကိုရင်းရင်းနှီးနှီးလှဲ့လဲကျိုးဆိုပါတယ်ကြွတော်မူကြပါအစည်းကပ်သွားပြီမို့လားအစည်းကပ်ကြောင်းအကျင့်ကောင်းကိုခေါ်မေတ္တာမိတ်ဆွေဖွဲ့ကြောင်းအကျင့်ကောင်းကိုခေါ်မေတ္တာအဲ့ဒါနတ်တွေကကျိုးဆိုသွားပြီးတော့အကြီးဆုံးနတ်ကသူတို့ရဲ့နတ်အပေါင်းအသင်းတွေအားလုံးကိုအမိန့်ပေးတယ်မင်းတို့နတ်တယောက်သံဃာတစ်ပါးနတ်တယောက်သံဃာတစ်ပါးတာဝန်ယူတဝါတွင်သတိသုံးပါစေအကုန်လုံးမင်းတို့ဆောင်းရှောက်ကြကဲမကိုက်အောင်ရေမမြုံအောင်မွေမကိုက်အောင်နတ်တရဲ့အဆောင်ရှောက်နဲ့သစ်တပင်အောင်မှာတစ်ပါးစီတရားထိုင်ကြတာဘယ်နေ့ကစထိုင်ဝါကောင်လာပြီနေ့ကစထိုင်တော့တဝါတွင်ပဲကြမှာကျွတ်တစောင်းမုံကြမှာကျွတ်မယ်သတင်းကျွတ်ဆို2လပဲရှိတယ်နဇာမောင်းအထီးတဲ့3လနတ်များရဲ့အဆောင်ရှောက်နဲ့တရားထိုင်ကြတာဇာမွန်လာပြီနေ့မှာအာလုံးယဟန္တာဖြစ်တော်မူပါတယ်ဗျာနော်ဘာအောင်ပွဲလဲမေတ္တာအောင်ပွဲတော်တာခေဇောထွန်းတို့ဒုညညဝင်းတို့ဒီကနေ့မေတ္တာအောင်ပွဲပါဗျာသူတစ်ပါးကျိုးစီပါကိုဆောင်ရွက်ခြင်းကဘာအောင်ပွဲအေးအဲ့ဒါကြောင့်မန္လိသင်္ကသာဆိုတော့ဘုရားကြီးပြောတာမေတ္တာလူကောခမသီလောသဗ္ဗထာနေသူအနိဗ္ဗယောပရထသတ္တမိစ္ဆန္ဒခန္တိမေတ္တင်္စဘာဝယေသာရဝနှလုံးပျော်ပြောင်းသူတော်ကောင်းပေါင်းတို့မေတ္တာလူကောမေတ္တာတရားလည်းဖြစ်များမယ်ဆိုရင်ခမသီလောသီခံနဲ့အလေးအကျင့်တွေကောင်းလာမယ်ခမသီလသီခံနဲ့လေးအကျင့်ကောင်းတယ်ဆိုရင်တော့မေတ္တာလူကောမေတ္တာဓာတ်တွေလည်းကောင်းလာမယ်ဒီနှစ်ပါးခွဲလို့မရဘူးအဲဒီလိုဆိုရင်သဗ္ဗထာနေသူပေယပေရိသပဲသွားနိဗ္ဗယသံဃာရရှင်မြတ်ပန်းကားရလို့ဘေးရန်ကင်းကွာလွန်ချမ်းသာသည်ဟောဒီဖြစ်ပါပေ၏တသမထို့ကြောင့်ပရထသတ္ထံသူတစ်ပါးအကျိုးစီးပွားနဲ့ကိုယ်အကျိုးစီးပွားဤနှစ်ပါးကိုအိဆံတော်သေဖို့လူတဲ့ဆောင်ရွက်လူတဲ့ကုလပုဒ်တော်မြို့ကွန်သားမြို့ကွန်သမီးပဲသူမဆိုခန္တိစဘယ်လိုပဲအနိုင်ရညာတော်လဲရန်တုံမမှုပဲနဲ့သိခံခြင်းဆိုတဲ့ခန္တီတရားကို၎င်းမေတ္တင်္စဒေါသကိုပယ်ရှားသူတစ်ပါးကျိုးစီးပွားကိုဆောင်ရွက်မယ်ဆိုတဲ့မေတ္တာတရားကို၎င်းဘာဝယေဘာဝေယထတလုံးလဲစိတ်မှဆွဲအောင်ဝါများနိုင်ကြပါစေကုန်သတည်းအရံသောကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေသုံးကဘေးရန်ပေါ်လှလောကတွင်မှာသူငါကိုချမ်းသာပြုလတ်ဧဒမေတ္တာလာယောဝါပြောင်းစွာထွန်းပပါစေတည်းမေတ္တာဖွေလျက်အေဒဆောင်အယောင်တွေ့လဇာဖြာပြတတ္တဝါ
ချမ်းသာပါစေသောဣဒံမေပုညံဘောရိညာဏတပစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာစက္ခုဒါနမြတ်ပုံညသည်ဘောရိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဧကံမှုကုသိုလ်ဖို့ကိုဘဝများစွာသံတရာမယနေ့ချအောင်ဆွေမျိုးမိဘတော်စัจကြသောဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားရကြပါစေအမြဝေဤကြားသမျှကုသိုလ်ဝေစုအယယူ၍အမြယူ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြယူတော်မူကြပါကုန်လော